ဒီလာပိုင်းထဲမှာဒီ Judy Doll ရဲ့ control palette နံပါတ်2လေးဝယ်ထားတယ်ပေါ့နော်ဆိုတော့လာအစတော့ငါဝယ်ထားတာဆိုတော့အခုလာကုန်ခံကြီးရောက်တော့နည်းနည်းတော့သုံးပြီးသားဖြစ်သွားပြီဆိုတော့အခုအယောင်ထွက်အားလေးရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာကိုပြပေးမယ် swatches လုပ်ပေးမယ်ပေါ့နော်ဆိုတော့ swatches လုပ်တဲ့အခါမှာမြင်ရတဲ့အတိုင်းပဲဒီတတရမြောက်အဟာလေးကတော်တော်လေးကိုထင်းတယ်ပြီးကြလို့ရှိရင်ဒီ Judy Doll ရဲ့ဒီ glitter highlight တွေအားလေးရတယ်ပဲမစိုးတော်တော်လေးလှရလို့ပြောလို့ရတယ်ပေါ့နော်ပေါ်လဲပေါ်တယ်ဒီ control palette လေးကကြိုက်လို့ပေါ့နော်ကုန်ရင်လည်းပဲထပ်ဝယ်ဖြစ်အောင်မယ်လို့ထင်ပါတယ်ပြီးတော့နောက်ထပ်ဘာဝယ်ထားသေးလဲဆိုလို့ရှိရင် white jar ကနေပြီးတော့ပေါ့နော်အင်ဂျီလေးနှစ်စုံဝယ်ထားတယ်ဆိုတော့အဲ့ဒါလေးကိုအတူတူ unboxing အရင်လုပ်ကြည့်မယ်နော်ဆိုတော့ဒီပထမအဆုံးတွေ့ချင်း first impression ကိုပြောရမယ်ဆိုလို့ရှိရင်တော့တော်လေးကိုလှတယ်ပြီးကြလို့ရှိရင်ဒီပုံထဲကပြထားတဲ့ပုံစံနဲ့အပြင်ကရောက်လာတဲ့ပုံစံနဲ့အဲ့ဒီဟာကလုံးဝတစ်ခက်ထဲကျတယ်တူရယ်ဆိုတာကိုတွေ့ရတယ်ဒါလေးကတော့ပထမတစ်စုံပေါ့နော်ပထမတစ်စုံကိုမှသူကအပေါ်ထပ်လေးအဲ့ဒီအပေါ်ထပ်လေးကလေသားလေးကပြီးနေရပဲတော်လေးကိုဝှလို့ကောင်းတယ်ပေါ်ထက်လေးကိုသူကကြောက်တော့နွေရာသီပဲဝှလို့ရတော့เนาะအသားအများမထူတဲ့ကြောင့်မဦးလိုက်လို့ရှိရင်အသားအေးလေးနဲ့တော်တော်လေးကိုဝှလို့အဆင်ပြေတာတွေ့ရတယ်။သားလည်းကောင်းတယ်။ချိုးချုပ်သားလည်းကောင်းတယ်ဆိုတော့သူများကြီးပြောနေကြတဲ့ white jar ကတော့ quality ကောင်းတယ်ဆိုတာကတော့တကယ်ဟုတ်တယ်ပေါ့နော် quality ကောင်းတယ်အသားလည်းကောင်းတယ်အင်ဂျီပုံဒီဇိုင်းလည်းလှတယ်ဆိုတော့ကြိုက်တယ်ပေါ့နော်ပေါ်ထက်လေးပြီးသွားပြီဆိုရင်ဒါလေးကတော့အောက်ကနေဝေးရမယ်ကျိုးတစ်လုံးကောင်အတိုလေးပေါ့နော်ဒီက small size ဆိုပေမဲ့လို့ small size ကကုန်နေတော့ medium size လေးကိုပဲယူလိုက်ပါတယ်အဲ့ဒီစိတ်ကလေးပါလာတဲ့ဒီဟာလေးကိုပြီးတော်တော်လေးသဘောကျနေတာပေါ့နော်သူ့ရဲ့ဒီစိတ်ဟာလေးတော်တော်လေးကိုလှလို့အပေါ်ကဆွဲထားတဲ့ပကြီးဟွာလေးအားနဲ့အဲ့ဒီဟာကိုပြီးဖြုတ်ပြီးတော့မှ bookmark လေးလုပ်ဖို့အတွက်တိန်းထားမယ်လို့စိတ်ကူးလိုက်တယ်ပေါ့နော်ဆိုတော့တိန်းတော့တိန်းလိုက်တယ်ဒါပေမဲ့အဲ့ bookmark လုပ်ဖို့အတွက်တိန်းလိုက်ပြီမဲ့လို့ဘယ်နာတိန်းလိုက်မှမမှတ်မိဘူးဖြစ်တယ်ဆိုတော့ဒီအကောင်ဝအတိုလေးကိုပြောင်းပြန်ပြီးတော့ဆက်ရမယ်ဆိုလို့ရှိရင်အကောင်ဝကအရန်တော့တိုးတဲ့ထဲမှာမပါဘူးအဲ့အတွက်ကြောင့်မလို့အတိုမဝရဲတဲ့သူရေဆိုလို့ရှိရင် level ဝလို့အဆင်ပြေတယ်ပြီးကြလို့ရှိရင်အသားကလည်းမပါဘူးပေါ့နော်ဆိုတော့အောက်ခံနေပါထပ်ပြီးတော့ဝစရာမလိုတော့ဘူးလို့ပြီးထင်တယ်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့ချုပ်သားလေးရတယ်တိတ်တက်ပြီးတော့တော်တော်လေးကိုလှတာတွေ့ရတယ်ကြည့်လိုက်တော်တော်လေးကိုမိုက်တယ်နော်ဆိုတော့ white jar တော့တကယ် quality ကောင်းတယ်ပြီးကြိုက်တယ်ပေါ့နော်မတထဲတော့အောင်မြင်သွားပါပြီ try အောင်လုပ်ကြည့်မယ်အန်ဟန်နီယာရှမ်ပူရဲ့စူပါကီယာဟက်မတ်စ်ကဝယ်ထားတယ်ဒါကတော့ခေါင်းတစ်ခါလျှော်ပြီး dryer မှုတ်ပြီးသွားတဲ့စပင်းအနေထားပါတေချာတာတစ်ခုကတော့စပင်းညိတာတွေတော့တော်တော်လေးတက်တာသွားတာတွေ့ရတယ်ပေါ့နော်။white jar ကပဲနောက်ထပ်တစ်စုံမှာထားတယ်ဆိုတော့ဒါလေးကိုလည်းပဲအတူတူ unboxing လုပ်ကြည့်ကြပါမယ်နော်
သူကကြတော့ဒီ T-shirt လေးရဲ့အောက်က skirt လေးရဲ့ပေါ့နော်အဲ့လိုမျိုးတစ်စုံဆိုတော့ခွဲဖို့လို့လည်းရတယ်သူတစ်စုံတွဲဖို့လို့လည်းရတယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ပြီးကြလို့ရှိရင်ခုနတော့ငါအတိုင်းပဲပုံမှာပြထားတဲ့အားနဲ့အပြင်ကထွက်လာတာနဲ့တစ်ထပ်ထဲကြာတာကိုတွေ့ရတယ်ပြီးတော့ဒီသူ့ရဲ့ချုပ်ရချုပ်သားလည်းပဲအရင်ကြီးဆိုးဝါးနေတဲ့ထဲမပါဘူးပေါ့နော်ဒါပေမဲ့လို့အဲ့လိုစီးနာလေးမှလေအချီမြင်လေးနှစ်မြင်လောက်ထွက်နေတာတွေ့တော့ကကြီးလေးနဲ့ညက်လိုက်ပါတယ်တော့ကြနေဒီ zip နားလေးမှာဆိုတော့လေဒီကျိုးနဲ့ zip နဲ့ညှိသွားလို့ရှိရင်တော့ကြနေ zip ဆွဲရတာအဆင်မပြေဖြစ်သွားမှာဆိုလို့ညက်မိသွားလို့ရှိရင်လေအားကြောင့်မလို့အဲ့အစွန်းထွက်ဒီအချီကျိုးလေးနှစ်မြင်ကိုတော့ကကြီးလေးနဲ့ညက်လိုက်ပါတယ်ဆိုတော့တခြားအရန်ဆိုးဆိုးရရကြီးချီချော်နေတာမျိုးတွေတော့ပြီးမတွေ့ရပါဘူးzip လဲကောင်းတယ်ပြီးတော့စကတ်ကအောက်မှာအခန်းတစ်ထပ်လဲပါတယ်ဆိုတော့နေပူတဲ့ဘာညာထွက်လို့ရှိရင်ပါမှာစိတ်ပူစရာမလိုတော့ဘူးလို့ပြီးထင်တယ်ပေါ့နော် try on လုပ်မယ် Yoga so I feel some light to come mali ne dai lo ye ka me ji dai to come mali o me lo kren lo na le pe to come ngali it is you အခုလေးလပိုင်း April မှာဝယ်ခဲ့တဲ့ပစ္စည်းတွေကတော့ဒီလောက်ပဲပေါ့နော်ဆိုတော့အခုဝယ်သွားခဲ့တဲ့ထဲမှာကုန်သွားလို့ရှိရင်ထပ်ဝယ်ဖြစ်မဲ့ပစ္စည်းကိုပြောပါဆိုလို့ရှိရင်တော့ Judy Doll ရဲ့ဒီ control palette ပြန်ဝယ်ဖြစ်မယ်ပြီးကြလို့ရှိရင်ဒီ Rider ကတခြား set လေးတွေလည်းကိုကြိုက်တဲ့ဟာလေးတွေ design လေးတွေတွေ့လို့ရှိရင်လည်းပဲထပ်ပြီးတော့ဝယ်ဖြစ်မယ်ရှမ်ပူနဲ့ hair mask ကတော့တစ်ချိန်မဲ့လျှော်ထားတာဆိုတော့တိတ်ပြီးတော့မသိသေးဘူးပေါ့နော် result ကိုဒါပေမဲ့အခုလောလောဆယ်တစ်ချိန်လျှော်ပြီးအနေထားအရာအသိတာကတော့ဒီသပင်ညိတာတွေအဲ့ဒါကတော့တော်တော်လေးတက်တာသွားတာကိုတွေ့ရတယ်ဒါပေမဲ့သပင်ဖွာတာတွေ6တာတွေအတွက်ကတော့အခုတစ်ချိန်မဲ့ short ထားသေးလို့တော့မသိဘူးသိတာရဲ့ result ကမမြင်ရသေးဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒါကိုတော့တစ်ချက်စောင့်ကြည့်ရအောင်မယ်ဆိုတော့ဒီ shampoo နဲ့ဒီ hair mask နဲ့နှစ်မျိုးထဲမှာတစ်ခုရွေးပါဆိုလို့ရှိရင်တော့ hair mask ကိုပို့ပြီးတော့ကြိုက်တယ် shampoo တော့ပြီးတိတ်ပြီးတော့အရန်ကြိုက်တဲ့ထဲမှာမပါသေးဘူးဆိုတော့ဒီလောက်ပါပဲ bye bye အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့